ရှင်ဒီနေ့တော့တာဂျီမျိုးအတွက်ရေးဆွဲထားတဲ့အခန်းလေးကမ်းပါတစ်ခါအင်ဒီဇိုင်းကိုရှင်းပြပေးသွားပါမယ်ရှင်ဒီရဲ့အဓိကအားသာချက်ကမိသားစုဝင်များရဲ့အနာဂတ်တွေကိုအစီအစဉ်ကိုအခန်းဖွဲ့စည်းပုံကိုဒေတာစီစဉ်ထားပါတယ်ရှင်အင်းရှိဘက်မှာအခန်းကိုထားရှိထားပြီးအခန်းကနေမိသားစုအသုံးပြုတဲ့နေရာတွေကိုအလွယ်တကူသွားလာနိုင်ပါတယ်အခန်းလေးကကိုကိုယ်ပိုင်ဒေတာအနေနဲ့စီစဉ်ထားတဲ့ကျောင်းကိုပေါင်းပြီးမိခိုင်ရောက်ပတ်အောင်ပတ်တာရှိအောင်တင်ပြထားပါတယ်ရှင်မိဖို့နဲ့ဒီစကားကိုလည်းမိခင်အတိုင်းကိုရအစဉ်ပြေတဲ့နေရာမှာထားရှိထားပြီးအနည်းငယ်နဲ့ရေုံတွေတော့ကောင်းအောင်လည်းထပ်ပြီးစဉ်းစားထားပါတယ်ရှင်အခုလိုအင်မလာလာတွေကိုမိသားစုလိုအပ်ချက်မြေကျေဝင်နဲ့ဘတ်ဂျက်လိုက်ပြန်လည်မိနိုင်ပြီးဒီဇိုင်းရေးဆွဲပေးပါတယ်ဒီအင်ဒီဇိုင်းလေးကိုသဘောကျရဆိုရင် GSM အင်ဒီဇိုင်းကိုလိုက်ရောက်ဖော်လို့လုပ်ထားပေးပြီးအင်ဒီဇိုင်းရေးဆွဲခြင်းစားရည်ရဲ့ရည်ရွယ်ချက်စာအုပ်များအတွက်ချက်ပေါ်မှာဆက်သွယ်ရနိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်